ဘိုင်းမောင် ဟိုကောင်ကလည်းငါဘိုင်းမောင်ကမုံနေမုံနေတာဟိုကောင်မျက်မှန်ကြီးတက်ပြီးတော့ तू ကမြင်ကိုမမြင်တော့ဘူးတဲ့ကောင်မောင်တစ်စာဘိုင်းမောင်ကဒီမှာကွာမင်းကမျက်မှန်အမေကြီးတက်ပြီးတော့မင်းကမျက်မှန်ကြီးထုတ်တာပါဘူးကွာမောင်တစ်စာလည်း ဘိုင်းမောင်ခွင့်ညိုလေရော ထွညိုငါပြောပြမှာကွာအေးဒီရောက်မဆိုင်အေးဒီနေပါဘူးကွာငါပြောပြပါထွညိုလေးရှိပါတယ်ကွာမင်းသွားတဲ့ထွညိုလေးမှာမစားနိုင်မတောက်နိုင်နဲ့အဲ့ရတယ်မှာဘုံဘုံလဲပြီးတော့ဘာကြီးအောင်စောင်းမကြည့်ရှုထားတယ်ကွယ် ဘိုင်းမောင်ခွင့်ညိုလေရောဘလို့ဆောင်မကြည့်ရှုအောင်ဘိုင်းမောင် စောင်းမကြည့်ရှုရဲဆိုတာဆရာဝန်ခေါ်ပေးတယ်ဆံမြုပ်ကလေးတွေဗာလေးတွေတိုက်တယ်ပေါ့ကွာအနိကပြုစုတယ်လို့ခေါ်တယ်မောင်တစ္ဆာရဲ့ အော်ခွင့်ညိုလေဘလို့နေတော့ဘိုင်းမောင်ရဲ့ ထွညိုလေးဘလို့တော့ဆိုတော့ဟိရောက်ကြီးငါလဲဘာကြီးမုံလဲစောင်းမကြည့်ရှုရင်ကြည့်ရှုနေအခုတော့ထွညိုနဲ့ငါနဲ့ညားသွားပြီကွာ ညာ